ကျမတို့မှာပဲဖန်နေတွာဟွာဟင်းကဟိုတယ်လေးတစ်ခုပြပါမယ်ကဲဒီဟိုတယ်လေးပါ She's my favorite. ကဲရောက်တာနဲ့တွေ့ရပါပြီ Iron Man ဟိုထိမသား nose ရှိပါလေ Captain okay ဒါ kitchen တဲ့ကိုဝင်သွားမယ်ဆိုရင်တော့ဖြင့် dining area လေးပါအားလုံးအကန်ဒီခွက်တွေတိုင်းမှာထားပေးရတာအမှခုံလေးတွေဒီ plastic ခုံလေးတွေချစ်စရာလေးတွေကဲဒါကအနီးကတစ်ခေါက်လိုက်ရိုက်ပြမယ် superheroes တွေကို Thanos ကြီးပါဒါကြီးကတော့ဒီမှာ Iron Man ကိုမှ version မျိုးလုံးဟာလေးနဲ့လောက်ထားတာဒီဟိုတယ်ပိုင်စင်းရလဲ fan ဖြစ်မယ်လုံးဝ share လေးဒါက Loki ကဲနောက်တစ်က Doctor Strange and my Captain America နောက်တစ်ကတူလေးဆိုတော့ ဒီမှာအကုန်လုံးကလောက်ထားတာ တော်အန်တေးဒါမြတ်ဒီလိုလေးပါပဲ Spider-Man တော့ရိုက်မှလာခဲ့မယ်ဒါလေးကဘယ်သူမှထားမကြည့်တဲ့ sunrise လေးတယောက်တည်း rooftop ကနေပဲသွားကြည့်ပြီးရိုက်လာတာလေးအပြင်မှာကြည့်ရတော့ပိုလာတာပေါ့အရင်မိုက်ဘဝမှာ sunrise ကိုလို့ sorry ထားကြည့်ပြီးတော့ပထမဆုံးတယောက်တည်းထားကြည့်ပြီးတော့ပထမဆုံးပဲလုံးဝဆန်းလှဒီလမ်းကြားက beach ကိုသွားတဲ့လမ်းကြား beach ကိုဆင်းတဲ့အခောက်တိုင်းကိုရိုက်နေတာပြီးရင်အစအနေတစ်ခေါက်ပြန်ရိုက်ပြအောင်မယ်အမှ beach ကိုသွားနေပြီနောက်ကနေအဲ့နေရာလေးကအရင်မှာ my favorite sports crew လေးကိုပေါင်းလေးလောက်ထားတာအရင်ချစ်ဖို့ကောင်းဒါကဟို kitchen နေကနေပြီးတော့ beach ကိုသွားတဲ့လမ်းကြားလေးပါအဲ့မှာကြီး I am Groot အဲ့အပင်လေးကို Groot ပုံလေးနဲ့စိုက်ထားတာချစ်ဖို့တအားကောင်းကဲဒါ beach ကိုရှောက်တဲ့လမ်းပါဒါနောက် outfit တစ်စုံနဲ့မဟုတ်ဘူးဒါဒုတိယချိန်သွားတော့ရိုက်လာတာထင်တာပဲHey honest review တွေတခုပေးနေတာအဲ့ beach ကိုစင်နည်းနည်းငါးဖမ်းလေးတွေနဲ့နီးလို့လားမသိဘူးငါးညှိနဲ့နေတော့နည်းနည်းတော့ရတယ်အဲ့ဒီဘက်မှာအဲ့ဒါလေးတခုပါပဲကျန်တာကတော့အရင်ကအဲ့နေရာလေးကစင်းဝါလည်း beach ပဲဆိုတော့ကဲပင်လယ်လေးကိုစင်းပါလိမ့်